ကျွန်တော်ဒီဗီဒီယိုလေးတော့မှာဗာပြောရမယ်ဆိုတော့နောက်၄ရက်ကြာလို့ရှိရင်ကျွန်တော် skin ကစီထဲမှာangel v2 rate ကိုကျွန်တော်လွတ်ပြောက်သွားမှာဖြစ်ပါ skin ကစီထဲမှာနော် block ဖူးမုံနော် skin ကစီထဲမှာ rate လောက်အောင်ဒါနဲ့ပြောစရာရှိတာညနေကစီမစောရင်လည်းဗျာကျွန်တော်ဗီဒီယိုလေးကိုအားပေးနေနေကြည့်ပြီးမကြည့်လည်းနေပေါ့မကြည့်တယ်လည်းလို့မကြည့်မျက်စိကနေတော့ပေါင်းပြရငါပြောချင်တာအဲ့ကင်းလေးပဲစီကျွန်တော်ဆော့ရဆိုတာကျွန်တော်ဆော့ရင်လို့ဆော့တာအဲ့တော့ဒီဗီဒီယိုတင်နေဆိုတာကျွန်တော်ကင်းလေးပဲစီကိုအရင်ကြိုက်လို့ဒီဗျာဟေးအဲ့လေးကြောင့်ရှင်ကျွန်တော်ကဘာလုပ်မလဲဆိုတော့ကျွန်တော်ရဲ့အကောင့်သစ်လေးနဲ့ကဟုတ်မလားဖုန်းကြမို့နော်ကျွန်တော်ရဲ့အကောင့်သစ်လေးနဲ့ကျွန်တော်Intel V2 ကိုကျွန်တော်လုပ်ပြီးသွားမယ်ဒါကျွန်တော်ရဲ့အရင်တော့ဟုတ်ပြီခင်ဗျာSee the rock အဲ့ဒီမှာမနော်ဒါကျွန်တော်အခုသုံးတယ်ကော N9049 အဲ့အကောင့်အဲ့တော့အဲ့ကောင် follow နေ follow ဗျာနော်ဒါလေးပဲပြောချင်တာပေါ့နော်ဟုတ်လားဟုတ်ပြီအောက်လေးကြမှာ